မင်္ဂလာညချမ်းပါသင်ဒီညဒီ podcast ကိုနားထောင်နေရဆိုရင်အိတ်မပျော်သေးဘူးထင်တယ်နော်ဒီနေ့အဆင်ပြေခဲ့လားကိုရောစိတ်ရောပင်ပန်းနေခဲ့လားအခုတော့ခဏလောက်နားကြရအောင်ဒီနေ့ဖြစ်ခဲ့တဲ့အရာတွေကိုခဏလောက်မစင်စားပဲထားလိုက်ရအောင်အတွေးတွေကိုခဏလောက်အနားပေးလိုက်ပါတစ်နေ့လုံးလှုပ်ရှားနေခဲ့တဲ့ခန္ဓာကိုယ်လည်းအနားပေးလိုက်ရအောင်မျက်လုံးကိုဖြည်းဖြည်းချင်းမှိတ်လိုက်ပါမကြခင်ဒီနေ့လည်းမနေ့ကလိုပဲဂုံဆုံးသွားတော့မှာပါဒီနေ့ရှင်ထဲမှာလေးလံနေသေးလားစိတ်မချမ်းသာစရာတစ်ခုခုများဖြစ်ခဲ့လားဒါမှမဟုတ်ပျော်ရွှင်စရာလေးတွေလည်းရှိခဲ့မှာပါတချို့အရာလေးတွေကသင်သတိမထားမိလိုက်တာပဲဖြစ်နိုင်ပါတယ်အရာအလုံးပဲအဆင်ပြေသွားမှာပါဒီနေ့တည်းနဲ့အရာအလုံးကိုနားလည်ဖို့မလိုပါဘူးဒီနေ့တည်းနဲ့အရာအလုံးပြီးပြည့်စုံဖို့လည်းမလိုပါဘူးကျမတို့ကဘဝဆိုတဲ့ခရီးမှာတစ်နေ့ပြီးတစ်နေ့သင်ယူရင်းတွေးကြုံရင်းရှင်သန်နေကြတာပါကျမတို့မျှော်လင့်ထားသလိုတချို့အရာတွေကဖြစ်လာတယ်တချို့အရာတွေကမဖြစ်လာဘူးဒါကဘဝရဲ့သဘာဝပါပဲကျမလည်းသင်လိုပါပဲဒီခရီးကိုရှောင်နေတဲ့လူတစ်ယောက်ပါဒီနေ့ကပင်ပန်းခဲ့တယ်ဆိုရင်အခုတော့နားလိုက်ရအောင်ဒီနေ့အတွက်မီးခလုတ်လေးကိုဖြည်းဖြည်းချင်းပိတ်လိုက်သလိုမျိုးစိတ်ကိုအနားပေးလိုက်ပါကိုနားခွင့်ပေးလိုက်ပါအခုချိန်မှာသင်တက်တောင့်တက်တာခံစားနေရမယ်လို့မျှော်လင့်ပါတယ်အဲ့ဒါလို့မဟုတ်ဘူးဆိုလဲစိတ်မပူပါနဲ့အိပ်ရာထဲမှာတသက်တာလှဲနေလိုက်ပါအလျင်လိုစရာဘာမှမရှိပါဘူးအသက်ကိုဖြည်းဖြည်းချင်းရှူသွင်းလိုက်ပါပြီးတော့ဖြည်းဖြည်းချင်းရှူထုတ်လိုက်ပါအသက်ရှူတိုင်းစိတ်နဲ့ဒီနေ့နဲ့တဖြည်းဖြည်းဝေးသွားတယ်လို့ခံစားကြည့်ပါအခုစိတ်ကူးထဲကနေတာယာပြီးအေးချမ်းတဲ့ကျွန်းလေးတစ်ကျွန်းစီသွားကြရအောင်ကျွန်းလေးပေါ်မှာအုံးပင်လေးတွေကလေပြေနဲ့အတူညင်ညင်သာသာရိမ့်နွဲနေတယ်စိမ့်လန်းတဲ့အပင်လေးတွေကတိတ်တိတ်ကလေးကြိုဆိုနေတယ်ငှက်ကလေးတွေကပျော်ရွှင်စွာပြန်တန်းနေကြတယ်အဝေးကနေဝင်ချိန်ရဲ့ပန်းသွေးရောင်အလင်းဟာတိမ်လေးတွေပေါ်ဖြည်းဖြည်းချင်းအယောင်ချယ်နေတယ်မျက်စိတစုံပင်လယ်ပြင်ကြီးလှိုင်းတန်လေးတွေကညင်ညင်သာသာကမ်းခြေကိုလာထိနေတယ်ရေပြပြနဲ့ပင်လယ်လေအေးအေးလေးကိုရှူရှိုက်လိုက်တဲ့အခါရင်ထဲမှာအေးချမ်းသွားတယ်အသက်ရှူသွင်းလိုက်ပါပင်လယ်လေအေးလေးကိုရင်ထဲအပြည့်ဖြည်းဖြည်းချင်းခံစားလိုက်ပါအသက်ရှူထုတ်လိုက်ပါဒီနေ့ရဲ့ပင်ပန်းမှုတွေကိုလှိုင်းလေးတွေနဲ့အတူဖြည်းဖြည်းချင်းဝေးသွားပါစေနောက်တစ်ခေါက်အသက်ရှူသွင်းလိုက်ပါအေးချမ်းမှုတွေကိုရင်ထဲအပြည့်ဖြည်းဖြည်းချင်းခံစားလိုက်ပါအသက်ရှူထုတ်လိုက်ပါ
လေးလံနေတဲ့အတွေးတွေကိုပင်လယ်ထဲဖြည်းဖြည်းချင်းလွှတ်ပေးလိုက်ပါကျမတို့အားလုံးကဒီကမ္ဘာပေါ်ကိုပထမဆုံးအချိန်ရောက်လာတဲ့လူသားတွေပါပဲဘဝကိုဘလို့ရှင်သန်ရမလဲဘလို့ပျော်ရွှင်ရမလဲတစ်နေ့ပြီးတစ်နေ့သင်ယူနေကြတာပါဘဝအတွက်ပုံသေနည်းတစ်ခုရဲ့လို့မရှိပါဘူးဒါပေမဲ့သေချာတာတစ်ခုတော့ရှိတယ်အစရှိရင်အဆုံးရှိတယ်မနက်ရှိရင်ညရှိတယ်ဒီနေ့ရှိရင်ဒီညလည်းရှိတယ်ဒီညရဲ့တာဝန်ကတော့စိတ်ရောကိုယ်ရောအနားယူဖို့ပါတစ်နေ့လုံးစူးစမ်းခဲ့တဲ့ကိုဒီနေ့တော့အေးအေးချမ်းချမ်းအနားပေးလိုက်ရအောင် Good night အိမ်မက်လှလှမက်ပါစေဒီနေ့ကိုဒီနေရာမှာပဲအဆုံးသတ်ခွင့်ပေးလိုက်ပါ